အောင်မြင်လာတဲ့တနေ့မှာကိုကူညီပေးခဲ့တဲ့သူတွေကိုမမေ့သင့်ဘူးနံပါတ်1အခက်ခဲဆုံးအချိန်မှာရှိပေးခဲ့တဲ့သူတွေကိုအောင်မြင်ပြီးမှမေ့မသွားသင့်ဘူးနံပါတ်2ကိုလဲကျနေတဲ့အချိန်လက်တွဲထူမှပေးခဲ့တဲ့သူတွေကတကယ်တန်ဖိုးရှိတဲ့သူတွေဖြစ်ပါတယ်နံပါတ်3အောင်မြင်မှုရဲ့နောက်ကွယ်မှာကိုအားပေးခဲ့တဲ့သူတွေအမြဲရှိနေတတ်တယ်နံပါတ်4အစင်မပြေတဲ့အချိန်မှာယုံကြည်ပေးခဲ့တဲ့သူတွေကိုကျေးဇူးတင်တတ်ရမယ်နံပါတ်5ကိုဘဝတိုးတက်ဖို့အကူအညီပေးခဲ့တဲ့သူတွေကိုလစ်လျိုမရှုသင့်ဘူးနံပါတ်6ကျေးဇူးတည်တတ်တဲ့သူဟာဘယ်နေရာရောက်လူချစ်လူခင်များတတ်တယ်နံပါတ်9အောင်မြင်ပြီးတဲ့နောက်မှာမာနကြီးလာတာကကိုတန်ဖိုးကိုလျှော့ချစေပါတယ်နံပါတ်10ကိုတကယ်ကောင်းစီချင်တဲ့သူတွေကိုအမြဲတန်ဖိုးထားသင့်တယ်နံပါတ်9ကိုညီခဲ့တဲ့သူတွေကိုမမေ့တဲ့သူကဘဝမှာပိုပြီးလေးစားခံရတတ်တယ်နံပါတ်10ဘလောက်မြင့်တဲ့နေရာပဲရောက်ကျေးဇူးတရားကိုအမြဲမှတ်ထားသင့်တယ်